မင်္ဂလာပါတီထွင်ဆန်းသစ်တဲ့ဤပညာနဲ့အတူလူတွေရဲ့စိတ်ကူးအာရုံတွေကိုဆွဲဆောင်ခဲ့တဲ့ product တွေထဲမှာ Apple ကထိပ်ဆုံးကရှိနေခဲ့ပါတယ်ဒါဆိုရင်ကမ္ဘာကျော်ဤပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ဟာတာမန်ကိုရောင်ငယ်လေးကနေစတင်ခဲ့တာကိုသိပါသလားဒါကြောင့် Apple အစပြုခဲ့တဲ့နေရာကနေယနေ့လက်ရှိ Apple ဌာနချုပ်ရုံးရှိရာနေရာအထိနေရာတစ်ခုချင်းစီကိုသွားလည်မှာဖြစ်လို့ကျမနဲ့အတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ပထမဦးဆုံးသွားမယ့်နေရာကတော့ San Francisco ကနေကားနဲ့သွားမယ်ဆိုရင်မိနစ်40လောက်သွားရပါတယ် The company's headquarters was the garage of Jobs' parents. That's where they built Apple's first computer, the Apple I. အခုရောက်နေတဲ့နေရာကတော့ California ပြည်နယ် Los Altos မှာရှိတဲ့ Steve Jobs ငယ်ငယ်ကနေခဲ့တဲ့အိမ်ပဲဖြစ်ပါတယ်ဒီကားကိုယ်တော်ထဲမှာ Steve Jobs နဲ့ Steve Wozniak တို့ဟာပထမဦးဆုံး Apple I ကွန်ပျူတာကိုစပြီးတည်ထွင်ခဲ့တာဖြစ်လို့ဒီနေ့ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ခြေလှမ်းအစဟာဒီကားကိုယ်တော်ပဲဖြစ်ပါတယ်နောက်ဆက်သွားမယ့်နေရာက Los Altos ကနေဆိုရင်ကားနဲ့6မိနစ်လောက်ပဲသွားရပြီးတော့တမိုင်ခွဲလောက်ပဲဝေးပါတယ် Attended Homestead High School, where a friend introduced him to Steve Wozniak, who graduated a few years earlier. They bonded over their love of electronics. Jobs would later found Apple with Wozniak. အခုရောက်နေတဲ့နေရာကတော့ Cupertino မှာရှိတဲ့ Homestead High School ပဲဖြစ်ပါတယ်။ Steve Jobs နဲ့ Steve Wozniak တို့ဟာဒီကျောင်းကနေတငယ်ချင်းဖြစ်ခဲ့ကြပြီးနောက်ပိုင်းမှာတော့ Apple ကုမ္ပဏီကိုအတူတူတည်ထောင်ခဲ့ကြပါတယ်။ Homestead High School ကနေ Cupertino မှာပဲရှိတဲ့ Apple ရဲ့ပထမဦးဆုံးရုံးချုပ်ကိုခရီးဆက်ကြမယ်နော် This amazing little device holds 1,000 songs and it goes right in my pocket. An iPod, a phone, and an internet communicator. An iPod, a phone. Are you getting it? And we are calling it iPhone. Apple Infinite Loop 1ကိုရောက်ပါပြီစိတ်ကူးအသစ်အတွေးမြင်အသစ်တွေနဲ့ဤပညာအသစ်တွေကိုမိတ်ဆက်ပေးခဲ့တဲ့ iMac, iPod, iPhone, iPad စတဲ့ Apple product တွေကိုဒီနေရာကနေဒီဇိုင်းတီထွင်ထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် Infinite Loop 1ဟာလည်း Apple ရဲ့ဤပညာတိုးတက်မှုသမိုင်းထဲမှာထင်ရှားတဲ့နေရာတစ်ခုအဖြစ်ပါဝင်ခဲ့ပါတယ်ဒီနေ့နောက်ဆုံးသွားမယ့်နေရာကတော့ Infinite Loop 1ကနေကားနဲ့ 4-5 မိနစ်လောက်ပဲသွားရတဲ့ယနေ့လက်ရှိ Apple ဌာနချုပ်ရုံးရှိရာ Apple Park နဲ့ Apple Visitor Center ပဲဖြစ်ပါတယ် Cupertino is very famous for Apple Computer, and we're very honored to have Mr. Steve Jobs to come here tonight to give a special presentation. Mr. Jobs? And we've got about 150 acres. And we would like to put a new campus on that so that we can stay in Cupertino. And we've hired some great architects to work with, some of the best in the world, I think. And we've come up with a design that puts 12,000 people in one building. Here's where we are today, which is on Infinite Loop Drive, again at the intersection of De Anza and 280. And the campus we'd like to build there is one building that holds 12,000 people. And it's a pretty amazing building. Let me show it to you. It's a little like a spaceship landed. But there it is.အခုရောက်နေတဲ့နေရာကတော့ Apple Park Visitor Center ပဲဖြစ်ပါတယ် Apple Park ဌာနချုပ်ရုံးထဲကိုဝန်ထမ်းတွေကလွှဲပြီးတော့အပြင်လူဝင်လို့မရပါဘူးဒါဆိုရင် Apple Visitor Center မှာဘာတွေလုပ်လို့ရလဲဆိုတာသွားကြည့်လိုက်ကြရအောင်နော် Apple Park အတွင်းကိုဝင်လို့မရပေမဲ့ Apple Visitor Center မှာတော့ Apple Fan တွေအတွက်နောက်ဆုံးပေါ် Apple product တွေရောက်တဲ့ Apple Store အပြင် Apple Park ပုံစံငယ်ကို Augmented Reality နည်းပညာနဲ့ကြည့်လို့ရအောင်စီစဉ်ထားတဲ့နေရာလည်းရှိပါတယ်
ဝိုင်းပုံသဏ္ဍာန်ရှိတဲ့ Apple Park အဆောက်အဦရဲ့ဒီဇိုင်းဟာ Steve Jobs ရဲ့ idea ဖြစ်ပြီးတော့ဒီအဆောက်အဦတည်ဆောက်မှုဟာ Apple ရဲ့မျှော်မှန်းချက်နည်းပညာနဲ့ဒီဇိုင်းတို့ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ တိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်နဲ့စိမ့်လန်းနေတဲ့သစ်ပင်တွေအောက်မှာအေးအေးဆေးဆေးထိုင်ရင်းနဲ့ကော်ဖီတောက်လို့ရအောင်ကဖီတေရီယာလည်းဖွင့်ထားပါတယ်။ Apple Visitor Center ရဲ့ဒုတိယထပ်ကနေပြီးတော့လဲApple Park အဆောက်အဦရဲ့အမှုပညာနဲ့နည်းပညာပေါင်းစပ်ထားတာကိုအဝေးကနေကြည့်ရှုခန်းစားနိုင်ပါတယ်။ Apple Visitor Center မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုကတော့ Mirage ပါ။သဘာဝမှာမြင်တွေ့ရတဲ့တန်လျက်ကိုအတူယူပြီးတော့ဖန်တဲ့ရေကိုအသုံးပြုဖန်တီးထားတဲ့အလင်းရိုင်အလှဆင်ထားမှုပဲဖြစ်ပါတယ်။ Apple ရဲ့ထုံးစံအတိုင်းအင်ဂျင်နီယာနည်းပညာနဲ့ရိုးရှင်းတဲ့ဒီဇိုင်းကိုပေါင်းပြီးတော့ဖန်သားနဲ့တည်ဆောက်ထားတဲ့ဖန်သားအပြင်စင်တွေကြောင့်တချို့အမြင်ထဲမှာတကယ်တည်ရှိနေတာမျိုးမဟုတ်ပဲနဲ့တန်လျက်လိုပဲမြင်းတရားရောင်ဖြစ်နေတာမျိုးကိုဒီဇိုင်းလုပ်ထားတာပါတာမန်ရိုးရှင်းတဲ့ကိုရောင်ကနေဒေါ်လာမီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့နည်းပညာကုမ္ပဏီတစ်ခုရဲ့ခရီးစဉ်ကတော့ဒီမှာပြီးသွားပြီမယ် Steve Jobs ထားခဲ့တဲ့ Apple ရဲ့အမွေနှစ်တွေကတော့ယခုထက်တိုင်တည်ရှိနေသေးပါပဲ Apple ခရီးစဉ်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အခုဗီဒီယိုလေးကိုလည်းကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် Apple ရဲ့ခရီးစဉ်ကိုကြိုက်နှစ်သက်တယ်ဆိုရင် like share and subscribe လုပ်ပေးဖို့နဲ့မိတ်ဆွေရဲ့ Apple နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုလည်း comment မှာမျှဝေခဲ့ပါနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye